ပြင်သစ်နဲ့စပိန်တို့ရဲ့ပွဲကြိုအကြောင်းပြောကြည့်အောင်ပါဘယ်သူနိုင်မယ်ထင်ကြလဲဘယ်အသင်းက finals ကိုတက်သွားလိမ့်မယ်ထင်ကြလဲဆွေးနွေးကြပါအောင်ဆင်သမိုင်းအဲ့တော့စပိန်နဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောကြည့်အောင်ပါအရန်အထင်ကြီးစရာကောင်းထားတဲ့ကျွန်တော်ဒီလက်ရှိယူရိုချန်ပီယံလည်းဖြစ်တဲ့စပိန်ပေါ့လေစပိန်ဖြတ်တန်းခဲ့တဲ့ကျွန်တော်ပေါ့နော်ဒီ semi final ရဲ့လမ်းကြောင်းကိုကျွန်တော်ကြည့်တဲ့အခါအားသိစရာကောင်းတဲ့ results တွေပါပြင်သစ်ကိုဘယ်အသင်းဒုက္ခပေးနိုင်မလဲဟေးဆိုပြီးတော့ကျွန်တော်လိုက်ကြည့်တဲ့အခါစပိန်ဟာအဲ့ဒီလိုအသင်းတွေကတသင်းပါဒါကြောင့်ကျွန်တော်စပိန်နဲ့ပတ်သက်လို့ရှိရင်ပြင်သစ်ကိုဒုက္ခပေးနေစွမ်းရှိတယ်ပြင်သစ်အနေနဲ့လွယ်ကူမှမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတာပြင်စပိန်လိုမျိုးပြင်သစ်ကိုဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးတော့ကစားတော့မယ်ဆိုရင်ပြင်သစ်ဟာတိတ်ပြီးတော့ကြိုက်တဲ့အသင်းမျိုးပါကောင်နာချက်တွေမှာတဦးချင်းတွေအရန်ကောင်းအောင်လုပ်ပြနိုင်စွမ်းရှိတယ်အသင်းလိုက်လေပြင်သစ်ဟာအရန်ကောင်းတဲ့အသင်းအဲ့တော့စပိန်အတွက်ကကျွန်တော်အနေနဲ့ပေါ့နော်ခန်းစစ်ကတော်တော်ကြီးကိုလွန်လောက်အောင်ကောင်းနိုင်မှဒီပြင်သစ်ကိုကျွန်တော်တားနိုင်မှာဆိုတော့ပြင်သစ်ကဂျားထဲမှာဖြတ်တန်းခဲ့ရတဲ့အသင်းတွေဒီ semi final တွေရောက်လာတဲ့အနေအထားတွေမှာပြင်သစ်ဟာမတူညီတဲ့ setup တွေကိုအများကြီးရင်ဆိုင်ခဲ့ရတာကျွန်တော်တို့ဒီပွဲမှာပြင်သစ်ကိုနောက်တစ်ဆင့်တက်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ဒါပေမဲ့လို့1-0လောက်နဲ့အပြင်ပို့လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးနှစ်သင်းစလုံးကဘယ်သူကမှခန်းစစ်နဲ့ပေါ့နော်ပိတ်ကစားတဲ့အသင်းမျိုးတွေမဟုတ်ဘူးရသေးလားဘယ်သူမှခန်းစစ်ပိတ်ကစားတဲ့အသင်းမျိုးတွေမဟုတ်ဘူးအဲ့တော့ရက်လက်ပေါ်ရင်ကျွန်တော်တို့မိနစ်90အတွင်းမှာပေါ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီကရိုဘယ်လိုမြင်ကြလဲစက်မိုင်းဆွေးနွေးကြပါဦး